မေလာတွေကိုရောက်လာတာနဲ့အမျှမြန်မာနိုင်ငံရဲ့ဒေသအသီးသီးမှာမိုးတွင်းကာလကိုစတင်ခံစားရတော့မှာပါ။တင့်ဒေသမှာဘယ်နေ့ကစပြီးမိုးဆက်တိုက်ရွာမလဲဆိုတာကြည့်လိုက်ရအောင်ဒေါက်တာဆိုင်းခွန်အာကာရဲ့ခံမှန်းချက်အရဒီကနေ့မေလ3ရက်နေ့မှာတနင်္သာရီတိုင်းကော့တောင်းကနေမိုးစတင်မှာဖြစ်ပြီးမေလ5ရက်နေ့ဆိုရင်တနင်္သာရီတတိုင်းလုံးမိုးတွင်းဝင်ပါပြီ။မေလ10ရက်နေ့ကစလို့မွန်ပြည်နယ်ရေးခရိုင်နဲ့ကရင်ပြည်နယ်ကြာအင်းစိတ်ကြီးဘက်မှာစတင်မှာဖြစ်ပြီးမေလ10ဆိုရင်မွန်တပြည်နယ်လုံးနဲ့ကရင်အောက်ပိုင်းဒေသတွေမိုးတွင်းရောက်ပါပြီ။မေလ17ရက်နေ့မှာတော့ရန်ကုန်တိုင်းပဲခူးတိုင်းအရှေ့ချမ်းနဲ့ကယားပြည်နယ်မေလ12ရက်နေ့မှာတော့မန္တလေးတိုင်းရှမ်းပြည်နယ်အေရဝတီတိုင်းနေပြည်တော်နဲ့ရခိုင်ပြည်နယ်တွေမှာမိုးဦးစတင်ပါတော့မယ်မိုးဦးစတင်တယ်ဆိုတာကအဲ့ဒီရက်တွေကစပြီးမိုးတွေဆက်တိုက်ရွာသွန်းတော့မယ်လို့ဆိုလိုတာပါကိုမိသားစုမိတ်ဆွေတွေကြိုတင်ပြင်ဆင်နိုင်အောင်ဒီဗီဒီယိုလေးကို share ပြီးသတင်းပေးလိုက်ပါအောင်အခုတင့်ဒေတာမှာရောယာဒီဥတုဘယ်လိုနေလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်